အားလုံးပဲမင်္ဂလာပါပိတ်ရက်မှာဒီအသားစင်းကားစီတော့ငခုလေးတွေရခဲ့လဲငခုလေးတွေပေါ့နော်အဲ့တော့မွေးငါချက်ဖို့စီသက်ထားမယ်ပြီးလို့ရှိရင်အယိုးပြုတ်ပြီးတော့အယိုးပြုတ်ရည်လေးခဲထားမယ်ပေါ့လုတ်တွေပြန်လုပ်ရမယ် weekday ကိုရောက်လာပြန်ပါပြီဒီနေ့ကတော့ပိတ်ရက်တုန်းကလှုပ်ထားတဲ့ငါးစီသက်လေးရယ်ခဲထားတဲ့အယိုးပြုတ်ရည်လေးကိုသုံးပြီးတော့ဆန်လောင်မွေးငါလေးချက်ပါမယ်မွေးငါဆိုရင်လေကိုပိုင်ဆိုင်နဲ့အမျိုးမျိုးချက်ကြတာပေါ့နော်ကိုကတော့မွေးငါဆိုပြီးတော့ဘယ်လိုပုံစံနဲ့လာကိုကြိုက်တယ်ပေါ့နော်အရင်ဆုံးဆန်လေးတွေကိုလှော်ပါတယ်ဟိုမီးနဲ့ကတ်နေတူးသွားမှာဆိုလို့လေမီးပေါ်မှာပဲနည်းနည်းလှုပ်ပြီးတော့လှော်လိုက်တာပေါ့နော်ပြီးရင်တော့ယူနီပုတ်ပွက်စုတဲ့ကိုစီသက်ထားတဲ့ငါးထည့်တယ်စပလင်ထည့်တယ်ငံပြားကြီးထည့်တယ်ပြီးရင်ခုနလှော်ထားတဲ့ဆန်မုံလေးထည့်တယ်ပြီးလို့ရှိရင်မနေ့ကပြုတ်ထားတဲ့ငါးပြုတ်ရိုးတွေပေါ့နော်အဲ့ဒါတွေကိုခဲထားတာပေါ့နော်လိုတဲ့နေရာသုံးလို့ရအောင်မွေးငါးလေးထည့်တယ်တခါလေးမုံလောက်ချင်ဟင်းတို့ဘာလို့ချင်လဲထည့်တယ်ပေါ့နော်ငါးအစ်စ်ကရိုးဆိုတော့လေချိုးနေရပဲငခုကလည်းလက်တော့လေလက်ငခုလေးတွေလက်တော့ပို့ချိုးတာပေါ့နော်နောက်ပြီးတော့လေမွေးငါးဆိုရင်လေစက်သွန်နီများများထည့်ရတယ်ကြိုက်တယ်အဲ့ဒီမစုခင်မှာအိုးစားတဲတဲ့စက်သွန်နီတွေထည့်လိုက်တယ်ထည့်လိုက်ရင်စက်သွန်နီတချို့ကပျော်သွားအောင်ပျော်သွားရတော့အဲ့ပျော်တဲ့အချိုကိုလည်းယူတယ်နောက်ပြီးတော့ပုတ်ပွက်စုကြီးတစ်ဝက်လောက်နေလို့ရှိရင်အစ်စ်ထပ်ထည့်တယ်ဟိုဒီတိုင်းမွေးငါးစားလို့ရှိရင်ထည့်စားလို့ရအောင်လေအလုံးလိုက်ထည့်စားလို့ရအောင်လည်းတက်တက်ထည့်တယ်ပေါ့နော်ပြီးလို့ရှိရင်ခုနကြံတဲ့ကြုတ်ပြုတ်တစ်လုံးလှီးပြီးတော့ထည့်လိုက်တယ်ပေါ့နော်အဲ့မွေးငါးမှာလို့ကြုတ်လေးတွေပေါ်နေရလေပိုကြည့်လို့လည်းကောင်းတယ်နောက်အဲ့ထဲမှာအဲ့လိုလှီးထည့်ထားတော့ပိုကြိုက်တယ်ပေါ့နော်အိုးပဲဥထက်ကိုအဲ့လိုလေးပိုကြိုက်တယ်တနားရီခွဲလောက်တည်ပြီးသွားပြီဆိုတော့အလုပ်သွားဖို့ပြင်ပါတော့မယ်ဒီနေ့တော့အလုပ်ကပြန်ရောက်တာနည်းနည်းနောက်ကျရ9နာရီလောက်မှရောက်တယ်ဆိုတော့လေစာနေကြပြီဆိုတော့စားဖို့အတွက်ကမန်းကရန်လေးပြင်ဆင်လိုက်ပါအောင်မယ်နောက်ပြီးတော့လေဒီအိုးလေးကသုံးလာတာကြာပြီအရန်ကိုချက်လို့အဆင်ပြေတယ်ပေါ့နော်အပူကိုလည်းအကြာကြီးထိန်းထားနိုင်တယ်နောက်ပြီးတော့စားနေတဲ့အချိန်ထိကိုလေသူကပူချစ်နေမွေးငါဆိုရင်ကိုကလေပူနေမှအရသာပူထွက်လို့လေပူပူလေးကိုပူကြိုက်တယ်ပေါ့နော်နောက်ပြီးတော့အသားဟင်းနေချိန်လဲဆိုတော့သူ့ပူနဲ့သူနူးနှံ့နေတာကြက်ပဲတို့စိတ်ပဲတို့အမဲသားနှက်တာတို့ဆိုရင်အရန်အဆင်ပြေတယ်ဟိုဂျပန်မှာဆိုရင်လေဟိုထမင်းအောင်ထည့်ချက်ကြတယ်ပေါ့နော်အိုးကြော်ညာဝင်တာနဲ့ကြာနေပြီဟိုအင်းရဖောက်တဲ့နှစ်ယောက်ကဗိုက်စာနေကြပြီစောင့်နေကြပြီဆိုမြန်မြန်လေးထည့်လိုက်ပါအောင်မယ်အခုချက်ထားတာတော့ဟိုဆန်လုံမွေးငါပုံစံမျိုးလေးချက်ထားတာပေါ့နော်တခါလေးကျရင်လည်းငရုတ်ကောင်းများနဲ့ငရုတ်ကောင်းမွေးငါလေးချက်တယ်တခါလေးကျရင်လည်းလေအလှမွေးငါပုံစံစိုင်မွေးငါပုံစံမျိုးရတာရချင်းအဲ့လိုအနှစ်ထုတ်တဲ့က ready made အနှစ်ထုတ်လေးရှိရလေအဲ့ဒါကိုအဲ့လိုတစ်စုံလောက်ရောလိုက်တာပေါ့နော်အထုတ်လိုက်တော့မချက်ဘူး ready made အထုတ်ကြီးရတော့မချက်ဘူးပေါ့နော်အဲ့ဒီကတစ်စုံလောက်ခတ်ပြီးထည့်လိုက်တာပေါ့အနှစ်ထုတ်ဆိုရင်ဖီးကအနှစ်ထုတ်ရဲနောက်ပြီးတော့မြင့်ဆိုရလေအနှစ်ထုတ်အဲ့နှစ်ထုတ်တော့စားဘူးတယ်ပေါ့နော်ဒါကတော့ကိုလဲပေါ့နော်မွေးငါဆိုရင်လေအဲ့လိုထမင်းချမ်းလေးထည့်ပြီးတော့စားရတာကိုပူကြိုက်တယ်ပေါ့နော်မွေးငါပူပူလေးကိုပဲတီချွတ်ချွတ်လက်လက်လေးနဲ့စားမယ်ပြင်တော့ဒါကိုယ့်ရဲ့ signature ပေါ့နော်အိုးဘဲဥထက်ကိုကျုပ် half fry ပျော့လေးနဲ့စားရတာကိုပူကြိုက်တယ်ပေါ့နော်အဆူစားလိုက်ပါအောင်မယ်ကြည့်ရှုပေးသူအားလုံးကျေးဇူးပါနောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်